ကြနော်ဘာလို့သိဆရာလုံးတာပဲမကြိုက်ဘူးစိတ်ထဲမှာသူများဆရာလုံးတာကိုမကြိုက်ဘူးဆိုရင်ကိုယ့်အထဲမှာကိုယ်ကောင်းကောင်းဆရာလုံးနိုင်တယ်ကောင်းကောင်းလမ်းညွှန်နိုင်တဲ့ဆရာရှိဖို့လိုမယ်ဟုတ်လားအဲ့ဒီဆရာဘယ်လိုလဲလို့မင်းအခုသိချင်းကိုစဉ်းစားလို့ဖြစ်တဲ့အသိဉာဏ်စဉ်းစားကိုယ့်ကိုစဉ်းစားဘုံပြောတာကိုလက်တွေ့လုပ်ပြီးမှဘုံကလက်ခံစေခြင်းတယ်မနော်လုပ်ကြည့်ငါသိရမယ့်ဘဝကိုရထားတာဘယ်ချင်းသေးပဲဆိုတာတော့မသိနိုင်ဘူးသိရမယ့်ဘဝဆိုတာလည်းအမှန်တရားပဲဘယ်ချင်းသေးမယ်မသိနိုင်ဘူးဆိုတာလည်းနောက်ထပ်သူ့ထက်ပိုပြီးတော့မှန်နေတဲ့အမှန်တရားတစ်ခုတော့သိချင်းကိုစဉ်းစားလို့ရှိရင်သူကငါသိရမှာပဲငါသိလို့တယောက်ပဲလို့စဉ်းစားရုံနဲ့မပြည့်စုံဘာထက်ထည့်ရမလဲဆိုတော့အချိန်မွေးဆိုတော့ထက်ထည့်ရအချိန်မွေးပြည့်စည်နိုင်တယ်နောက်ထပ်ထက်တဲ့အမှန်တရားတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငါတယောက်တည်းဖြစ်ရမယ့်ကိစ္စမဟုတ်ဒါတစ်လောကလုံးဖြစ်တဲ့ကိစ္စအားလုံးရဲ့အမှန်တရားဖြစ်တယ်ဆိုတာထပ်ပြီးတော့နားလည်ရတယ်တတိယကိုစဉ်းစားတဲ့အခါမှာအချိန်မွေးဆိုတဲ့စကားလုံးရဲ့လူတိုင်းတတ္တဝါတိုင်းဆိုတဲ့စကားလုံးရဲ့ဒီနှစ်ခုကိုဘုန်းတော်ကောင်းကောင်းထပ်ထည့်နိုင်လို့ဟုတ်လားတကယ်တော့ဘဝကဘာမှသိကြမှုရေရာမှုမရှိတဲ့သဘောနဲ့သွားနေတာဘုံပေးနေရဥမာလေးတစ်ခုဆိုကြပါစို့ဘုံတို့ဘဝရဲ့ဘယ်ချိန်ပြည့်စည်ရမလဲဆိုတာမသိနိုင်ဘူးဆိုတာလေးပေါ်လွင်အောင်စဉ်းစားတတ်ဖို့စာလေးပြောနော်ခဲတလုံးကိုမြောက်လိုက်ဟုတ်လားသိကြပါအဲ့ဒီခဲဟာရေကြီးကိုပြန်ကြနော်သိကြပါကိုပြန်ကြမြေဆွဲအားကိုသူဘလို့မှမလွန်ဆန်နိုင်ဘူးဟုတ်တယ်မို့လားဒီခဲလုံးလေးဟာဒီမဟာပရိမြေကြီးရဲ့ဆွဲအားကိုသူမလွန်ဆန်နိုင်ဘူးဒီကိုပြန်ကတ်ကုတ်ကတ်ရတယ်လို့ကြာကိုကြာရတယ်ဟုတ်လားအဲ့လိုဆိုရင်ဒီခဲလုံးလေးဟာဒီလေဟာပြင်းထဲမှာဘလောက်ကြာကြာကိုမြောက်လိုက်တဲ့အချိန်ကစပြီးတော့မြေကြီးကိုပြန်ကြတဲ့အချိန်ထိဈာကာလမှာဘလောက်ကြာကြာလေထဲမှာနော်လေဟာပြင်းထဲမှာနေမလဲတက်သွားတဲ့အချိန်ရှိမယ်ခဏလေးစက္ကန့်ဝက်ကလောက်လေးတွေ့နေတဲ့အချိန်လေးရှိမယ်ပြီးရင်ကြာတက်သွားတာရဲ့တွေ့နေတာလေးတော့ဖြုတ်ပတ်တော့ပါဘူးပြန်ကြအဲ့ဒီတက်သွားတဲ့အချိန်နဲ့ပြန်ကြသွားတဲ့အချိန်ဒီနှစ်ခုဘဝတစ်ခုလို့ဆိုရပါစို့ဘလောက်ကြာကြာနေရမလဲဘလောက်ကြာကြာနေရမလဲဆိုတော့ကိုကဘလောက်အရှိန်နဲ့ခဲလုံးကိုမြောက်လိုက်တယ်ဆိုတော့မူတည်မယ်လို့ထင်တယ်ဟုတ်တယ်မဟုတ်လားအုံတော့10ပေလောက်ပဲမြောက်လိုက်မယ်ဆိုရင်10ပေတက်ပြီး10ပေပြန်ကြမယ်ဒါပဲပေ20မြောက်နိုင်မယ်ဆိုရင်ပေ20တက်ပြီးပေ20ပြန်ကြဟာအရာကိုအားကောင်းကောင်းတန်မြောက်လိုက်မယ်ပေ100လောက်ထိမြောက်လိုက်မယ်ဆိုရင်တော့ပေ100လောက်တက်သွားမယ်ပေ100ပြန်ကြအလုံးအားပြင်းတဲ့အမြောက်လိုဟာမျိုးနဲ့ပြစ်ထည့်လိုက်မယ်မိုင်းနဲ့ချီပြီးတက်သွားဆိုဟာတော်တော်ကြာရောအဲ့ဒါဆိုရင်ကိုင်းကြာတယ်ပဲပြောမကြဘူးပြောသေးကြတာတော့ဒီကြီးကိုပြန်ကြမှာတော့သေးကြတယ်ဒုတိယအချိန်မရွေးဆိုတဲ့အမှန်တရားလေးကိုမြင်ဖို့ဘုံကဥမာပေးနေတာဘယ်ချိန်ပြန်ကြမလဲဆိုတာမသိနိုင်ဘာဖြစ်လို့လဲဆိုဒီဘဝဆိုတဲ့ခဲလုံးလေးကိုဘုံတို့ကဘလောက်ကြာကြာလေထဲမှာနေဖို့အတွက်အားပြင်းပြင်းနဲ့ကြောက်ထည့်လိုက်တယ်ဆိုတဲ့စိုက်ထုတ်မှုစွမ်းအားရင်ကြောက်တဲ့တရားမတူသေးကြဘူးအဲ့ဒါကံတရားဆိုတာကိုပြောတာအဘုံတို့ဘဝမှာရှင်းတန်းနေတယ်ဆိုတာကံစိဥဒုအာဟာရအကြောင်းတရား၄ပါးပေါ်မှာအခြေခံပြီးတော့ဖြစ်ပေါ်နေကြတယ်နော်။ဒီမှာလို့လွန်ခဲ့တဲ့9ရက်လောက်ကစပြီးတော့ဘာမှလည်းမစားတော့ဘူးဘာမှလည်းမတောက်တော့ဘူးဆိုဒီအချိန်ဒီလိုမနေနိုင်ဘူးသိပြီ။ဟုတ်တယ်မဟုတ်လား။အာဟာရကိုပြီးပြီးတော့ရှင်ရတယ်ဆိုတာအလွန်ထင်ရှားတယ်နော်။ဒီလိုရှင်တော့ဒီအာဟာရဒီရှင်သန်နိုင်တဲ့အနေအထားထက်ကျော်လွန်တဲ့အပူဓာတ်အေးဓာတ်ထဲမှာဘုံဘုံတို့မရှင်သန်နိုင်ဘူး။ညီညွတ်တဲ့မျှတတဲ့အပူအေးဥဒုထဲမှာပဲဘုံဘုံတို့ရှင်သန်နိုင်တယ်။ဟုတ်တယ်မဟုတ်လား။အဘုံတို့ရဲ့ကဘာပြည်အနေထားကဘာကျူအနေထားနေတဲ့နော်လူတွေတတ္တဝါတွေရှင်သန်နိုင်တဲ့အနေအထားအကွာဝေးမှာလေပတ်နေလို့ဘုံဘုံတို့ကရှင်သန်နိုင်တယ်။ဒီနေ့ဒါနဲ့နီးသွားရင်လည်းမလွယ်ဘူး။ဒါနဲ့ဝေးသွားရင်လည်းမလွယ်ဘူး။နေဝဲဘုံဘုံတို့ကအလုံးနေရအားပြုနေရတကယ်ဟုတ်လားနေဆွမ်းအားနော်။ကုတို့အဲ့လိုမြင်ရဟုတ်လား။မြင်ပါလေစိတ်ဆွမ်းအားစိတ်ကရှင်သန်ဖို့လောက်အောင်ဒီကိုတောက်မခံနိုင်တော့ဘူးပြော့ကျသွားပြီသေမှာပဲသူလေဟုတ်လားဒါမြင်နိုင်တဲ့အကြောင်းတရား၃ခုပေါ့နော်အာဟာရရဲ့ကုတုရဲ့စိတ်မြင်လည်းမမြင်ရတဲ့အလွန်လည်းကြီးမားတဲ့ပြောရရင်အကြီးမားဆုံးအကြောင်းတရားကဘာလဲလို့ကံတရားအဲ့ဒါခုနကဘုံပြောလိုက်တဲ့ဒီကလေးကိုဘလောက်အရှိန်နဲ့မြောက်လိုက်တယ်ကံကိုအရှိန်နဲ့ဘုံကတင်စားခြင်းဟုတ်လားကြောက်နေတဲ့ရောက်အရှိန်မတူဘူးဘဝဆိုရပါလို့အသက်80နေရမယ်ဆိုရင်အသက်40ဟာအထုပ်ထိနေရလို့ထင်တယ်ပြန်ကြပါနော်ဟောတကယ်လို့အသက်40လောက်ပဲနေရမယ်ဆိုရင်တော့အသက်20လောက်ကသူ့ရဲ့ဘဝရဲ့အတက်ဆုံးချိန်အဲ့တော့ဘဝအကြပိုင်းရောက်နေပြီလားအတက်ပိုင်းမှာလားတွေ့နေတဲ့ချိန်လားကိုယ့်ကိုစဉ်းစား50ကျော်ကျောင်းစဉ်ဆိုရင်တော့ကြားတယ်ပြည်ကြီးနဲ့တော်တော်တောင်ကတ်နေပြီလို့ပြောရမှာဟုတ်လားလောက်ကတ်နေလေဆိုတာတော့မသိနိုင်ဘူးနော်တီးကြ
ညားတော့တစ်ချောင်းနဲ့လည်းမြင်နိုင်တယ်ဘွာအဲ့လိုမြတ်စွာဘုရားအဲ့လိုဥမာပေးခဲ့တာလည်းရှိလေးစင်းမော်ညာတင်ပြီးတော့ပြည့်ထည့်လိုက်တယ်ဒီများအသေးချာမောက်ဒီအချိန်ကပုံမှန်ဖြစ်တဲ့အတွက်ကြောင့်ဒီကြီးပေါ်လက်ကြပါမယ်